နဲ့ဓမ္မဒီနေရာလေးကိုဘာကြောင့်ဖန်တီးခဲ့တာလဲတခါတလေဘဝမှာဘာတွေဖြစ်နေလဲဆိုတာကိုယ်တိုင်တော့နားမလည်နိုင်တဲ့အချိန်တွေရှိတတ်ပါတယ်ကိုယ်အရင်စူးစမ်းခဲ့ပေမဲ့မဖြစ်လာတဲ့အရာတွေရှိတယ်ကိုမလို့ခြင်းပေမဲ့လက်ခံရတဲ့အဖြစ်အပျက်တွေရှိတယ်ပြီးတော့ဘသူကမှပြောပြတဲ့နာကျင်မှုတွေလည်းရှိတတ်ပါတယ်အဲ့ဒီလိုအချိန်တွေမှာကျမတို့ရဲ့စိတ်ကိုပြန်လဲငြိမ်းချမ်းစေဖို့တခါတလေဓမ္မရဲ့အလင်းရောင်လေးတစ်ခုလိုအပ်တတ်ပါတယ်ဒါကြောင့်ဒီနေရာလေးကိုဖန်တီးခဲ့တာပါဒီ channel လေးမှာဘဝကိုနားလည်ဖို့ကိုယ်စိတ်ကိုနားလည်ဖို့ပြီးတော့ဓမ္မရဲ့အဆုံးအမတွေကနေဘဝအတွက်သင်ခန်းစာလေးတွေရယူနိုင်ဖို့စူးစမ်းပြီးမျှဝေပေးသွားပါမယ်ဘဝမှာပင်ပန်းနေတဲ့သူတွေအတွက်စိတ်ညစ်နေတဲ့သူတွေအတွက်တယောက်တည်းလို့ခံစားနေရတဲ့သူတွေအတွက်ဒီနေရာလေးကနားခေါ်ရလေးတစ်ခုဖြစ်ပါစေဘဝကိုနားလည်ဖို့ဓမ္မကိုနားထောင်ပါဒါကတော့ဘဝနဲ့ဓမ္မပါ